မြေမရနာဆိုင်ကချစ်ရတဲ့ customer တွေကိုဒီနေ့အစ်စ်ထွက်ထားတဲ့ခရမ်းဆွဲလေးတွေပြပေးမယ်နော်။ဗရိန်ကနေပြီးတော့ပုံပုံလေးတွေထွက်ထားတဲ့ဒီဇိုင်းတွေကပထမဆုံးဒီဇိုင်းလေးတစ်ခုပြပေးမယ်နော်။ခရမ်းဆွဲကမှစိတ်ပတ်ထားတဲ့ဒီဇိုင်းလေးလုံးဝမရိုးတဲ့ဒီဇိုင်းလေးက350ကျော်လေးနဲ့ပဲရမှာနော်။ဒုတိယပြပေးမယ်ဆွဲလေးဒီဇိုင်းလေးကတော့4000ကိုမှနှစ်ခုချက်ဒီဇိုင်းလေးဒီရဲ့ဆွဲလေးရဲ့ဈေးနှုန်းလေးကကြတော့340ကျော်လေးနဲ့ပဲရရှိမှာဖြစ်ပါတယ်ရှင့်။ဒီလိုထက်ထက်ကိတ်ကိတ်လေးတွေမှာကြိုက်တယ်ဆိုတော့မှတော့ဒါလေးကိုယူဒီဟာလေးကကြတော့ကနုတ်ပုံစံဒီဇိုင်းလေးပေါ့နော်။ဈေးလေးကတော့380ကျော်လေးနဲ့ပဲရရှိမှာဖြစ်ပါတယ်ရှင့်ဒီတစ်ခုလေးကကြတော့ခရမ်းဆွဲမှာစပတ်ဆေးပတ်ထားတဲ့ဒီဇိုင်းလေးသူ့ရဲ့ဈေးလေးကကြတော့လေ350ကျော်လေးနဲ့ယူထားလိုက်ပါတော့နော်ကဲနောက်ဆုံးအနေနဲ့နှစ်ခုလုံးတစ်ခါလေးပြလိုက်တော့မယ်နော်ဒီဘက်ကဒီဇိုင်းလေးကကြတော့ပတ်ဝန်းပုံစံဒီဇိုင်းလေးဒါလေးကကြတော့ဖူရှင်ပုံစံဒီဇိုင်းလေးဒါလေးလိုချင်တယ်ဆိုလို့ရှိရင်တော့45သိန်းကျော်လေးနဲ့ပဲယူသွားဒါလေးကကြတော့360ကျော်လေးနဲ့ပဲရရှိမှာဖြစ်ပါတယ်ရှင့်အခုပြတော့တဲ့ခရမ်းဆွဲလေးတွေကိုရောက်ချင်တယ်ဆိုလို့ရှိရင်တော့မြေမရနာဆိုင်ကိုအမြဲတမ်းလာခဲ့လိုက်တော့နော်84လက်33လေးကြမှာဖွင့်ထားပါတယ်ရှင့်